ဒါနဲ့ဘာလို့မပြောမစရောက်လာတာလဲမောင်တို့စနေနေ့ပဲတွေ့ရပြီးတော့ဂျန်နေရက်တွေကြာမတွေ့ရတော့ဘူးနောက်ဆိုဒီလိုမလုပ်နဲ့ရောနော်ဘာလို့လဲ တဲမကြိုက်လို့လေတဲလေးပို့လို့နေကိုဆိုတော့ခုလိုမျိုးရုပ်တရက်တွေ့ရကြတော့အဆင်မပြေဘူးလေဟယ်လို ကိုမလာသေးဘူးလား အချိန်ကအဲ့လိုဖြေသွားရလား ဒီတကောင်မလာဖြစ်တော့ဘူးလား sorry ပါကွာဟိုအလုပ်တွေပြီးလုံးနေပေမဲ့အများကြီးကြံနေသေးလို့ပါ ပြောလိုက်ရင်အဲ့လိုကြီးပဲ တကယ် sorry ပါတဲ့ဟာဒါမဲ့နောက်ခေါက်ကြရင်တော့တကယ်ကလေး ဒီရောနောက်တစ်ခေါက်ကျရင်တော့သင်ကြားတော့သူရွှေ့ရှင်ကြည့်မယ်နော် အင်းမကိုကလေးပြေးတယ် အဲ့ဆိုလည်းဒါပဲဒီလိုဖြစ်မှန်မှန်ဒီလိုအခုမလဲရသေးတယ်ဖုန်းဆက်တာ sorry ချစ်တယ်နော် ကြော်ပါအကိုကြီးလာပြောမနေနဲ့ ချစ်တာတကယ်ပါ ထောက်ပါပြီပြတ်တက်လိုက်တာနော် အဲ့ဆိုဒါပဲနော် ရုပ်ရှင်ကြည့်မယ်ဆိုတာကိုနဲ့တူချိန်ကုန်ချင်လို့နော်ရုပ်ရှင်ပဲကြည့်ဖို့မဟုတ် သိပါရဲ့တဲ့ကိုယ့်တက်ပါပြောနေလို့ ဘူးတင်းနေအောင်လို့ရှိမှထားပြီးတော့အဲ့ဒီ laptop လေးနဲ့လုံးလုံးနေလို့ပြောတာ ရုပ်ရှင်ကြီးနေအလုပ်လုပ်တာရက်မှာပဲဟာလူလိုက်ချိန်နေပြီးရောပဲမို့ သူများအတွက်ရဆိုရင်လေရုပ်ရှင်မစခင်ကိုသွားတီသွားလုံနေအောင် အဲ့လိုမျိုးကိုသားတိတော်လောက်လို့ရှိရင်ညောင်းနေမှာပေါ့အခုလိုကြီးကြီးလေးထိုင်ပြီးတော့ရုပ်ရှင်ကြီးတာပို့ပြီးတော့ဟာ တော်ပြီထားလိုက်တော့ဆက်ပြောနေအလုပ်မပြီးလို့ဆိုပြီးရုပ်ရှင်မှာမကြည့်ပဲနေရလေ ဖုန်းဆက်တာကိုင်း လာပြီလို့ပြောထားပြီးလာပါတော့ဘာလို့ဖုန်းတော့ပေါ်မှာဆက်နေရလဲ ထွက်လာပြီဆိုပြီးပြောတဲ့သူကတနင်္လာရက်ကြော်နေပြီလေ ဒီမြတ်တော့နဲ့မုတ်စားနေတာ ကိုကပြည့်မအားရတဲ့ဒီမှာထိုင်ဆောင်နေစမ်း စိတ်ပြက်လာပြီ ဟာ စိတ်ပြက်လာပြီလို့ပြောတာအမြင်အဲ့ဒီအလုပ်ကြီးပဲကိုကြီးစားတော့တနားကြီးတော့စား ထွက်လာပြီဆိုပြီးပြောတဲ့သူတနင်္လာရက်ကြော်နေပြီ တဲလေးကိစ္စရှိလို့ဟောင်း ဒါဆိုကိုကြတော့တဲတို့လမ်းခွဲကြရအောင် ဟာ အလုံးမအလုံးဖြစ်နေပြီးတော့နားမလည်ပြီးနိုင်နေသူနဲ့ဆက်မတွဲချင်ဘူး ကိုလက်တနဲ့တော့ညှိပေးနေရမှာ ညှိပေးရဟုတ်လားအခုလိုတွေ့ရတော့မှအလုံးလုံးနေရလေကိုတခါရုပ်ရှင်ကြည့်တော့ရတယ်ရုပ်ရှင်မစမစင်ဘဲမှမသွားရအောင်ရုံနာကော်ဖီဆိုင်မှာအလုံးလုံးနေမြန်ရော ကိုပဲတော့ရုပ်ရှင်မကြည့်ပေးခဲ့လို့လား အဲ့ဒါကြောင့်ကိုနားမလည်ပြီးနိုင်ဘူးလို့ပြောတာတဲနဲ့ကိုပါလေဘယ်တော့မှကိကိတ်မှာမဟုတ်လို့လမ်းခွဲကြရအောင် အမမင်းကတော့လမ်းခွဲချင်နေမှာတော့လမ်းခွဲချ
လူတစ်ယောက်ပေါ်ချစ်တယ်ဆိုရင်လုံလုံလောက်လောက်အချိန်ပေးသင့်တယ်လို့မှတ်ယူရင်ငွေဦးငယ်ဆွဲကောင်မလေးနဲ့ညရာသီးစပိုင်းမှာတွေ့ဆုံခဲ့ကြပါတယ်။ရောက်ရကြပြီလား တိတ်တော့ကြားသေးပါခုနကမှရောက်တာဒါနဲ့မောင်တို့ဘာစားကြမလဲ ။မောင်ကြိုက်တာမလေးဒီနေ့တဲဝဲချင်းမယ် ဘာလို့လဲ ။မင်းနေပြန်ပြီလား။ဟိုတလောတော့မောင်ဝဲကြွေးတာလေ အော်ဟုတ်သားပဲဒါလေးနဲ့ဝယ်မားစကားလေးကျေးဇူးဒါနဲ့တဲကိုရတာတယ်ဆို ။တိတ်အကျွမ်းရတော့မဟုတ်ပါဘူး တင်းနဲ့တက်နေလားမောင်တင်ပေးလို့ရတာ ။မောင်ကိုရီးယားစာစိတ်ဝင်လာလို့လား စိတ်ဝင်စားတော့မောင်ကတင်နဲ့ခါတက်နေမယ်ဆိုတော့သိကြတယ် ။ကိုရီးယားစာထင်တယ်လို့မလို့နော်။တင်းတင်းနဲ့ရှုပ်လာတာ မောင်ညံကောင်းတယ်လေ ။ဟုတ်လား တကယ်ပြောတာမောင်ကအเจ้าမောင်မဆိုလို့ရှိရင်ဝမ်းတူတန်မြဲဝင်နေတယ် ။ဟုတ်ပါပြီရုံပါတယ် ဒါနဲ့နောက်ပတ်ကြရင်မောင်တို့ဘယ်ချိန်ဖြစ်ချင်လဲ ။ခြေတိုင်းရောက်ကြည့်ရမယ် ဟောခဏပါဟယ်လိုဟုတ်စနေနေ့လားဟုတ်ရပါတယ် ။အားလို့လေအလုပ်ရှိလို့လား အထက်ရရှိတယ်လေနောက်တစ်ပတ်ပြောင်းလာမှာတဲ့မောင်သွားကြည့်ပေးရမှာ ။ဟုတ်လား ဒါမဲ့ရပါတယ်မောင်အတိပြောင်းလုပ်လိုက်ရတယ် ။ရပါတယ်။မောင်အလုပ်မှတော့ကြာပါလေ တဲပဲ10နာရီနေတယ်ဆို ။ရပါတယ်။တရားမောင်နဲ့တွေ့ရပြီ။ အခုလိုမျိုးနားလည်ပြီးလို့ကျေးဇူးများတင်ပါတယ်ဟယ်လိုတဲ့ခဏထွက်ခဲ့ပါတဲ့ ။ဘာကိစ္စရှိလို့လဲမောင် ဒါပေးမလို့ ။ဒါပါကြီး ဟိုနေ့ကတဲလို့ချင်တယ်ဆိုပြီးတော့ပို့စင်လာတယ်ပြည့်ကြည့် ။အော်နှခမ်းနေလား ။ဒါနဲ့ဘာလို့မပြောမစရောက်လာတာလဲ မောင်တို့စနေနေ့ပဲတွေ့ရပြီးတော့ဂျန်နေရက်တွေကြာမတွေ့ရတော့ဘူး ။နောက်ဆိုဒီလိုမလုပ်နဲ့ရောနော် ဘာလို့လဲ ။တဲမကြိုက်လို့လေ။တဲလေးပို့လို့နေကိုဆိုတော့ခုလိုမျိုးရုပ်တရက်တွေ့ရကြတော့အဆင်မပြေဘူးလေ ဒီတိုင်းတွေ့ကြလို့ခေါ်လိုက်တဲ့ဟာ ။တဲကစနေနေ့တိုင်းတွေ့နေကြတယ်မဟုတ်ဘူးလား။ကျန်တဲ့အချိန်ကျတော့လေးစားကြရအောင်လေ။နော်
ဟုတ်လား အဲ့ဆိုခုပြန်လိုက်တော့နော်စနေနေ့မှတွေ့ကြပါပေါ့ သူညနေကငါ့ကိုဆေးဆိုးပါဒီပေါ်လေးငါလည်းသူမကြိုက်မှန်းကြီးအောင်တောင်းနေတယ်